ဒါမျိုးစိချတဲ့စနော်စပားကိုဒီဇလားလေးထည့်မှာအဲတလုံးကို2တင်းလောက်ဝင်တယ်နော်နှလုံးဆို4တင်းဝင်တယ်အဲ့တော့မချိန်းနဲ့ဒီမှာဒါဘိန်းတက်မှာအဲ့တော့ဒီကောင်လဲတယ်ဆိုရင်ကြည့်ချိန်းလဲတယ်မလဲတယ်ဆိုရင်မျိုးစိဒီကနေကြာနော်ကြာအကောကိုတီတွင်ထားတာလေကိုပထမတော့ဒီကောင်ကဒါကျွန်တော်မော်တာနဲ့ဆွဲမယ်ဆိုပြီးလှုပ်ထားတာအခုမျိုးစိချမဲ့ရက်ကနီးနေတော့အားတော့လှုပ်လို့မမီတော့ဒီကနေတော့ပူလီဘိန်းတက်လိုက်ပြီးတော့ပူလီဘိန်းနဲ့ဒီကနေတော့ဆက်နေတော့မော်တာနဲ့ဆွဲမယ်ဆိုရင်နော်ဒါဘယ်ဒီမော်တာနဲ့ဆွဲမယ်ဆိုရင်ဒါလှုပ်ရမယ်အခုဒါနောက်ကစကြီးနောက်ကဆွဲမှာဆိုတော့ပူလီဘိန်းမတက်ကတည်းကလောလောဆယ်တော့လူနဲ့ပဲဆွဲဖြစ်မလားဆက်နဲ့ဆွဲဖြစ်မှာတော့မသိသေးဘူးနော်မော်တာနဲ့လည်းဆွဲလို့ရတယ်ဒီအထိုင်ကဒီမှာဖလန်ပြတက်ပြီးတော့မော်တာနဲ့ဆွဲလို့ရတယ်နော်ဒါတွေကအရှင်တွေဖြုတ်တက်အကုန်လုပ်လို့ရတယ်ကျွန်တော်ဒါစို့နေတာသူကဒီအပေါက်လေးတွေတဲကိုစပားစီကြပြီးတော့ဒီကနေထွက်မှာနော်ဒီကနေဆင်းမှာဟောလဲပြီးဆိုတာနဲ့စပားစီအဆင်းမှာစမ်းပြမယ်မကြည့်ဒီလိုမျိုးကြာမှာနော်ဒီကနေလှည့်မှာချိန်ရနေတော့အရှိကဘိန်းလဲပြီးဆိုတော့လိုက်လဲရင်သူကြာစင်နာတာလေးအသေးစိတ်တခြားကြာကြာနာနာတွက်မယ်ဆိုရင်9သိန်းဝန်းကျင်6သိန်းတော့ကုန်တော့ကိုဝါသနာပါလို့လိုက်လို့နောက်ကိုဒီကနေတော့မော်တာနဲ့ဆွဲမယ်ဆိုရင်မော်တာနဲ့ဆွဲလို့ချင်းဒီကနေတော့ဖလန်ပြတက်လိုက်ဖလန်ပြတက်ပြီးလို့ချင်းနောက်ကျွန်တော်တို့ဟိုကျိုးဆွဲဆက်လေးတွေတက်လို့ရတယ်နောက်မြေရင်းဆက်လေးတွေပေါ့အဲ့လာလေးတွေနဲ့ဆွဲမယ်ဆိုရင်ပူလီနဲ့ဆွဲမယ်ဆိုရင်ဒီမှာဒီကောင်လိုက်လေဟုတ်တယ်မလားလိုက်လေဒါဆိုရင်သူတစ်ပတ်လေရင်ဟိုစီးတစ်ပတ်လေရင်ကြာပြီဟိုကျွန်တော်အဲ့ဒါနဲ့မသုံးပြသေးတော့တန်းဘိန်းသုံးတာနော်မော်တာတက်မယ်ဆိုရင်ဘိန်းဖြုတ်လိုက်ဘိန်းမလို့တော့ဘိန်းနဲ့ထွင်ထားတာပေါ့ဒီဘိန်းနဲ့ပြန်ပြန်